ဒီတော်နှင့်ဝန်ခံဆုတောင်းခြင်းလွတ်ချင်းချမ်းသာကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အငယ်19သခင်ဖျားဟုဆိုသောဝိညာဉ်တော်တရားဟုဆိုလိုသည်သခင်ဖျားဤဝိညာဉ်တော်တရားသည်လွတ်ချင်းချမ်းသာကိုပေးတတ်၏အာမင်ဆုတောင်းကြပါစို့လွတ်ချင်းချမ်းသာကိုပေးသောအဖထာဝရဘုရားကိုရောဤကျေးဇူးတော်အားဖြင့်ကျွန်ုပ်တို့ဤစိတ်နှလုံးများကိုအပြည့်ဤကျွန်ဘဝလူတို့ဤစီရင်ချက်နှင့်မိမိကိုယ်ကိုချီနှောင်မှုများမှလွတ်မြောက်စေတော်မူပါကိုရောဤဝိညာဉ်တော်သည်အကျွန်ုပ်တို့အားစစ်မှန်သောလွတ်လပ်ခြင်းသို့ပို့ဆောင်တော်မူပါအဖာဤလွတ်ခြင်းဖြင့်ကိုရောဤဘုံထင်ရှားစေသောအသက်တာဖြစ်စေပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်